နောက်မင်္ဂလာပါကျွန်တော်ဒီ KBTech ရဲ့ gaming ကဏ္ဍနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့မကြသေးခင်မှာထွက်ရှိထားတဲ့ဒီနာမည်ကြီး horror game series ရဲ့နောက်ထပ် game အသစ်တစ်ခုဖြစ်တဲ့ Silent Hill app အကြောင်းကိုကျွန်တော်ကပြပြပေးတော့မှာဖြစ်ပါတယ်ပြပြပေးတော့မယ်ဆိုတဲ့အကြောင်းမှာဒီ game နဲ့ပတ်သက်ပြီးတည်ထားတဲ့လောက်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒီကေလို့ဒီ trailer ကိုမကြည့်ရသေးဘူးဆိုရင်တော့အခုဗီဒီယိုရဲ့နောက်ဆုံးမှာ trailer လေးထည့်ပေးထားမှာမို့လို့အဆုံးထိကြည့်ဖို့ပြောချင်ပါတယ်အခုလက်ရှိ Silent Hill app အကြောင်းကိုမပြောခင်ဒီအရင်ထွက်ရှိထားတဲ့ဒီ Silent Hill game ဒီရဲ့အကြောင်းကိုခပ်ပပလေးတွားလိုက်ကြအောင် Silent Hill ဆိုတာကတော့ဒီကျွန်တော်တို့ Konami ရဲ့နာမည်ကြီး horror game series ဖြစ်ပြီးတော့ဘယ်ကစလဲဆိုတော့1999ခုနှစ်ကတည်းကစပြီးထွက်ခဲ့တာပေါ့နော် Silent Hill ဆိုတာကြတော့ဒီ Konami ရဲ့နာမည်ကြီး horror game series ဖြစ်ပြီးတော့ပထမဆုံး Silent Hill game ကတော့ Silent Hill game ကတော့1999ခုနှစ်မှာထွက်ခဲ့ဖြစ်ပါတယ်အတိအကျဆိုရင်တော့ February 23 1999ခုနှစ်မှာပေါ့နော်ပထမဆုံးသူထွက်ခဲ့တော့ကကြတော့ဒီ Silent Hill game ကကြတော့ဒီ PlayStation platform အတွက်ပဲထုတ်ခဲ့တာပေါ့ပြောမယ်ဆိုရင်တော့အဲ့ဒီကတော့ PS1 ပေါ့နော်ကျွန်တော်တို့တီးခဲ့တဲ့ PS1 platform အတွက်ပဲဒီကတူထုတ်ခဲ့တာပေါ့ Silent Hill 2ကကြတော့2001မှာထွက်ခဲ့တယ်ဒါပေမဲ့သူလည်းဒီ Silent Hill game နဲ့အဓိကရွေးချက်လို့ပဲ PlayStation platform ပဲဒါပေမဲ့ပြီးကြမှသူဒီ Xbox နဲ့ PC platform ပေါ်ကိုပို့လုပ်ခဲ့တာပေါ့ Silent Hill 2က2001မှာထွက်ခဲ့တယ်ဆိုပေမဲ့2024ခုနှစ်မှာ Silent Hill 2 remake ဆိုပြီးတော့လည်းထွက်လာခဲ့ပါပြီ Silent Hill 2ကထွက်ခဲ့တာလည်း2001ဆိုအခုဆိုရင်10စုနှစ်နှစ်ခုစာနေပါတော့ရှိပါပြီဆိုတော့ဗျာကျွန်တော်ဒီရုပ်ထွက်တွေပါကွာရတာဆိုတော့ဒီအခု Silent Hill 2 remake က2024မှာထွက်ထားတယ်2024မှာထွက်ထားတယ်ပေါ့နော်ပိုပြီး realistic ဆန်လာတဲ့ graphic တွေနဲ့ပြီး game လေးတွေပေါ့ပြီး ray tracing ပါညာSilent Hill ကအဓိကနာမည်ကြီးတာတော့ဘယ်လိုလဲဆိုတော့ psychological thriller horror game ပုံစံအကြောင်းနာမည်ကြီးတယ်ပြီး puzzle တွေဖြေရှင်းရတယ်ပြီးသူ့ရဲ့ monster တွေသူ့ရဲ့ monster တွေမှာကျွန်တော်တို့ဒီထားတဲ့ monster လူတိမြိုင် monster ရှိတယ်ဒီပြောမယ်ဆိုရင် Silent Hill 2မှာဆိုရင်ဒီ pyramid head တွေနဲ့ဒီပြောမယ်ဆိုရင်ခေါင်းမှာချုံရင်းနေပြလက်ထဲမှာတုံချောင်းကင်ထားရဆိုတော့ဒီ monster တွေကြောင့်ဒီ Silent Hill 2ကတော့နာမည်ကြီးရပါတော့2003ခုနှစ်မှာကျတော့ Silent Hill 3ကိုပဲ PS2 platform ပေါ်မှာထပ်ထုတ်ခဲ့တယ် Silent Hill 4 The Room ကိုကျတော့2004မှာထုတ်ခဲ့ Silent Hill Origin ကိုကျတော့2009ခုနှစ် PS3 platform တော့ကိုထုတ်ခဲ့ရပါပြောမယ်ဆိုရင်အဲ့ဒီ Silent Hill Origin game ကကျတော့ကျွန်တော်တို့ဒီ Silent Hill အားလုံးရဲ့ပထမဆုံးဇင်းမြစ်ကိုတွားပြီးတော့ဇက်အိမ်တင်ထားတယ်ပေါ့နော် Silent Hill Homecoming ကတော့ဒီ2008ခုနှစ်မှာ PlayStation platform တော့ပဲထုတ်ခဲ့ပြီးတော့ပြီးကြမှာပဲဒီတရှိကတခြား Silent Hill game တွေလိုပဲဒီ Xbox နဲ့ PC platform ပေါ်ကိုပို့လုပ်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့နောက်ထပ်၄နှစ်ကြာပြီးနောက်ဆက်နှစ်ရောက်တဲ့အခါမှာ Silent Hill Downpour ဆိုပြီးတော့ဒီနောက်ထပ် Silent Hill game တစ်ခုကိုထပ်ထုတ်ခဲ့တယ်အဲ့ဒီ game ကလည်း PlayStation platform ပဲပြီးတော့ PS3 ပေါ်မှာပဲသူထုတ်ခဲ့ပြီးပေါ့နော်နောက်ထပ် Silent Hill game တစ်ခုကကျွန်တော်နောက်ဆက်လေးမှာ announce လုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီ game ကတော့မကောင်းစွာနဲ့ပဲမထွက်ခဲ့ဘူးcancel သွားခဲ့တယ်ပေါ့ပြုတ်နေနေ့တကြလာပြီးအခါမှာ PlayStation 5 ထွက်လာတဲ့အခါမှာတော့သူကထုံးစံတိုင်း PlayStation platform တွက်ဆိုပြီးတော့နောက်24ခုနှစ်မှာ Silent Hill The Short Message ဆိုပြီးတော့ဒီ PS5 platform တော့သူထုတ်ခဲ့တယ်ပေါ့နော်ပြီးကြတော့တိတ်မကြဘူးSilent Hill 2 remake ကို2024မှာPlayStation platform နဲ့ဒီ PC platform တို့ကိုသူထုတ်ပေးခဲ့တယ်ပေါ့ပြောမယ်ဆိုရင်တော့ Silent Hill 2ကတော့တော်တော်လေးလဲဆော့တော့ကောင်းတယ် puzzle တွေလည်းများတယ်ပြီးကြောက်ဖို့လည်းတော်တော်လေးကောင်းတဲ့ game ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ Silent Hill game အကြောင်းတွေကိုပြောခဲ့တာကတော့တော်တော်လေးများပါပြီအခုလက်ရှိနောက်ဆုံးထွက်ခဲ့တာတော့ Silent Hill 2 remake ပေါ့နော်အခု2025 March လမှာတို့ Silent Hill app ဆိုတဲ့ game ကိုတော့တို့ trailer လေးထုတ်ပေးပါပြီဘယ်နေ့ထွက်မလဲဆိုတော့အခုချိန်ကျွန်တော်တို့အတိအကျတော့မသိသေးဘူးဒါပေမဲ့ဒီ game နဲ့ပတ်သက်ပြီးကျွန်တော်တည်တဲ့မြကိုအခုပြောရပါတော့မယ်ပြောမယ်ဆိုရင်ကျွန်တော်အခုခုနကပြောရခဲ့တဲ့ Silent Hill game series တွေအကုန်လုံးကကြတော့ US မှာရှိတဲ့ Silent Hill ဆိုတဲ့ဒီမြို့နဲ့အဲ့ဒီမြို့ပတ်ဝန်းကျင်မှာဇက်အိမ်တင်ထားတာပေါ့ပြောမယ်ဆိုရင်တော့ဒီပြီးခဲ့တဲ့ series ကျွန်တော်ပြောပါခဲ့တဲ့ Silent Hill series တွေအကုန်လုံးကကြတော့ဒီ US မှာပဲဇက်အိမ်တင်ထားတဲ့ Silent Hill game တွေပေါ့နော်အဲ့တော့အခုထွက်လာတဲ့ Silent Hill app ကတော့ထူးခြားခြားလုံးဝ US မှာမဟုတ်ဘဲねဒီဂျပန်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မျိုးဖြစ်တဲ့ Ebisu Gaoka ဆိုတဲ့ဒီတောင်ပေါ်မြို့လေးမှာစိုင်းတင်ထားရပေါ့နော်ပြီးတော့နောက်ထူးခြားတာတော့ဒီ game ရဲ့အဓိက main character Shimizu Hinako ဆိုတဲ့ဂျပန်ကျောင်းသူလေးပေါ့နော်အဓိကတော့ main character က main ကလေးဖြစ်နေတာပေါ့ပြောမယ်ဆိုရင်ဒီ Silent Hill 3ပြီးကလေးကနောက်ထပ်ထွက်လာတဲ့ series တစ်လျှောက်လုံးမှာ main character အနေနဲ့ main ကလေးပြန်ပါတော့ဒီ game ကတော့ပထမဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ game ရဲ့ခုန character တွေဇက်အိမ်ထဲထားတဲ့ခုနှစ်တွေကိုကျွန်တော်ပြောပြီးပြီဆိုတော့ဒီမှာပြောချင်တာကတော့ Ebisu Gaoka ဆိုတဲ့ဒီ game ထဲကဒီတောင်ပေါ်မြို့လေးอ่ะပေါ့နော်ဒီအပြင်ဂျပန်နိုင်ငံရဲ့ခါနာယာမာဂယ်ရိုဆိုတဲ့ဒီတောင်ပေါ်မြို့လေးကိုအခြေခံပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်ဒီ game ရဲ့ story ဖြစ်လာဖို့ဇက်ညွှန်ရေးပြလို့ရတယ်နာမည်ကြီး
psychological horror ဇက်လန်းနေကြီးတဲ့ Yukishi 07ဖြစ်ပြီးတော့သူပြောထားတာတော့ဒီ game ကသူ့ရဲ့နောက်ဆုံးလက်ရဖြစ်ခဲ့မယ်ဆိုရင်တော့မှသူကကျင်းတဲ့လို့ပြောထားရဆိုရင်တော့ပြောမယ်ဆိုရင်ဒီ game ကတော်တော်လေးကြောက်ဖို့လည်းကောင်းမယ်အိမ်မက်ဆိုတွေထပ်ပေးဖို့ဒီ game ကတော့ဖြစ်လာအောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဒီ game ကိုထုတ်တဲ့လူကလည်းဒီ Silent Hill game Silent Hill 2 remake မှာထုတ်တုန်းက remake ထုတ်တုန်းကပါဝင်ခဲ့တဲ့ Motoe Okamoto ဆိုတဲ့ဒီဘဲကြီးကတော့ပါဝင်ပြန်ထုတ်ထားတာပေါ့နော်ပြောမယ်ဆိုရင်တော့ Silent Hill 2 remake လို့ပဲကျင်းတဲ့အားရဖို့တော့ကောင်းမယ်လို့တော့ကျွန်တော်တို့ထင်တယ်ပြောမယ်ဆိုရင် trailer တွေခုလက်ရှိထပ်ထားတဲ့ trailer ကြည့်ရတဲ့လောက်ဆိုရင်တော့တော်တော်လေးလဲစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပြောရတော့ဒီ Silent Hill series ကဂျပန်မှာဘာလို့အဓိကဇက်တယ်လဲဆိုတော့ပြောမယ်ဆိုရင်တဖြည်းဖြည်းနဲ့ဒီ Silent Hill game တွေကKonami ဆိုတဲ့ဂျပန်ကုမ္ပဏီကထုတ်ပြီးတော့ဒီ American မှာဇက်ရင်တည်ထားတယ်ပြီးရင်တဖြည်းဖြည်းဇက်လန်တွေကAmerican ဆန်လာတာဖြစ်တာမို့လို့ပေါ့နော်ပြောမယ်ဆိုရင်တော့နည်းနည်းအနောက်တိုင်းဆန်လာတာဖြစ်တာမို့လို့သူကအနောက်တိုင်းဆန်လာတာမို့လို့ကွာအခုဒီ Silent Hill app ကိုလုံးဝ 100% Japanese game နဲ့ဂျပန်မှာပဲဇက်အိမ်တင်မယ်ဆိုပြီးတော့ဒီပြောမယ်ဆိုရင် game တစ်ခုလုံး Twitter မှာကျွန်တော်ကြည့်ရလောက်ဆိုရင်တော့ဒီ game တစ်ခုလုံးကလုံးဝဂျပန်အငွေ့တက်အပြည့်ဝရတယ်ဗျာပြောမယ်ဆိုရင်ကျွန်တော်တို့ဂျပန် horror game မဟုတ်ဗျာ horror ရုပ်ရှင်တွေကြီးနေရတယ်လို့မျိုးပဲအဲ့ဒီ vibe မျိုးရတယ်ပေါ့နော်ပြောမယ်ဆိုရင်တော်တော်လေးအရင် Silent Hill ထွက်တဲ့ game Silent ထွက်လာတဲ့များ Silent Hill game တွေပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဘာလို့ဆိုကျွန်တော်ကဒီ psychological horror ဇက်လန်တွေကိုသဘောကျတဲ့လူမျိုးလားမသိဒီ game ကကျွန်တော်အတွက်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်မိရပါတော့ပြောမယ်ဆိုရင်ကျွန်တော်အကြိုက်တွေ့ရပေါ့နော်ခုနပြောလို့ပဲ 100% Japanese တင်သုံးထားမှဖြစ်တဲ့အတွက်ဒီဝိညာဉ်တွေမိစ္ဆာတွေအကုန်လုံးစားလောက Japanese vibe တွားနိုင်မယ်ဒီ monster တွေပေါ့အဓိကကတော့ Japanese vibe ကိုတွားနိုင်မယ်ပြီးတော့သူအဲ့ဒီမှာတုံးထားတဲ့ဒီ trailer မှာကျွန်တော်တို့တွေ့ရတာတော့ Higanbana ဆိုတဲ့ဒီဂျပန်ရိုးရာအရာပေါ့နော်ဒီလိုတေတာတွေဆုံးရှုံးတာတွေမကောင်းတာတွေနဲ့ပတ်သက်တာပေါ့ပြောမယ်ဆိုရင် 3D တမန်လွန်ဝါနဲ့ပတ်သက်နေရဆိုတော့ပန်းတွေပွင့်လာတာကိုကျွန်တော်ဒီ trailer ထဲမှာတွေ့ရမယ်တကယ်လို့မကြည့်ရတဲ့ဆိုတော့ကျွန်တော်ဒီနောက်ဆုံးဗီဒီယိုရဲ့နောက်ဆုံးမှာ trailer လေးတင်ထားပေးရမှာလို့အဲ့ထက်မှာတစ်ချက်လေးကြည့်ပေးကြပြီးရ Silent Hill game တွေရဲ့ထုံးစံအတိုင်း Ibezugaoka ဆိုတဲ့မြို့ထဲမှာဒီမြို့ကိုတွေအုပ်ဆိုင်နေအုပ်မိုင်းနေအောင်တွေ့ရတယ်ထွေလာအစမှာဆိုရင်ကျွန်တော်ဟီနာကိုလေးကကျွန်တော်ဒီအင်ကြီးသူတို့ရဲ့ school uniform မှာကျောင်း uniform လေးကဒီပြဲနေတွေ့ရပြီးဒီကျောမှာလည်းတန်ရင်တွေ့ရတယ်ပေါ့နော်ပြီးသူတငယ်ချင်းနဲ့စကားပြောနေနေရုပ်တည်းထိုင်နေချိန်မှာသူ့မျက်စိထဲမှာဒီမြူခိုးတွေပေါ့ဒီမြို့ထဲမှာမြူခိုးတွေသူတယောက်တည်းတငယ်ချင်းတွေနဲ့တူရှိနေရတော့မှဒီမြူခိုးတွေပဲမြင်နေရတာမျိုးပေါ့ပြောမယ်ဆိုရင်တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ဂိမ်းစောကြီးမှပဲတည်မှာပေါ့နော်ပြီးရင်အဲ့ဒီထဲမှာနောက်ထပ်တွေ့ရတဲ့ monster ကဘာလဲဆိုတော့ခြေထောက်ကြီးလိန်နေတဲ့တရေပေါ့နော်တရေတော့ monster ကောင်ကြီးသူဟီနာကိုလိုက်တဲ့အချိန်မှာကျွန်တော်တွေ့လိုက်ရတယ်ပေါ့ပြီးရင်နောက်ထပ်ဒီ trailer ထဲမှာပါတာဒီလက်တွေမျက်နှာတွေအများကြီးလက်တွေအများကြီးအသားတွေစုပြုံနေတဲ့ဒီ monster တွေတွေ့ရမယ်ပြီးရင်နောက်ထပ်ကကြတော့ဒီနောက်ထပ်ရုပ်တရက်ပဲမျက်နှာပဲမြင်လိုက်ရတဲ့ဒီဖြူပဲဖြူရောနဲ့ကျွန်တော်ပုံမှန်တရေမှမျက်နှာလိုမျိုးဟာလည်းတွေ့ရမှာပေါ့နော်ပြောမယ်ဆိုရင်တော့တော်တော်လေးတော့မိုက်တယ်ပြောမယ်ဆိုကြည့်ရတဲ့နေမှာတော်တော်လေးချောက်ချောက်ဖို့ကောင်းနေပုံစံမျိုးဗျာ Silent Hill game နဲ့ထုံးစံနိုင်မှဒီလိုပဲကြောက်စရာကောင်းတဲ့ monster တွေကိုတော့ဘောဒီတော့ဒီဖက်ပြီးတုံးထားတယ်ပေါ့နော်ပြောမယ်ဆိုရင်အရင် design နဲ့မတူဘူးကျွန်တော်တို့ဒီရှေ့ထွက်လာမြဒီ Silent Hill game ထဲမှာနာမည်ကြီး monster ရှိရဒီ Pyramid Head တို့ Nest တို့တဲ့မလား Silent Hill 3မှာဆိုရင်ဒီ Nest ဆိုရဲ monster ပါရဗျာလုံးဝဒီ Nest Whistle ကြီးနဲ့တဲ့မလားလိမ့်ပဲလိမ့်ဖေးနဲ့လိုက်ပြီးလိုက်တက်တယ်အမျိုးတွေပေါ့အခုလည်းအဲ့လိုပါပဲလိမ့်ဖေးနဲ့လိုက်ရုံပါပြီးတော့ဒီ trailer ရဲ့နောက်ဆုံးခန်းမှာဆိုရင်ဒီဟီနာကိုရဲ့ဒီမျက်နှာပေါ့ဒီဓာတ်နဲ့သူဆွဲလိုက်တဲ့ခါလားမသိဘူးဒီဓာတ်နဲ့ချိန်နဲ့သူရဲတဲ့ခါတော့ကျွန်တော်တွေ့လိုက်တယ်ဒါပေမဲ့ဒီဟီနာကိုမျက်နှာဒီပေါ့နဖူးအဆက်နာတဲ့စာတွေကိုတည်းရေခွင်ကြီးလန့်ကြတာကြီးပေါ့အဲ့လိုတွေတွေးထက်တန်ရုံတွေပါတယ်ပြီးတော့ဒီကြောက်လက်ဖို့ကောင်းတွေပါတယ်တော်တော်လေးကိုခြောက်ခြားခြားပါတော့ဒီဂိမ်းကဘယ်လိုပြောမလဲဆိုရင်ဒီ game ကတော့ဒီ logic ကတော့ PG18 ပေါ့ပြောမယ်ဆိုရင်တော့ session တွေပြည့်ပြီးမှ solve ဖို့ဒီလုံးဝဟို session တွေပြည့်ပြီးမှ solve ဖို့အတွက်ကိုပဲသူကဒီရင်းညွှန်းထားရပါတော့အဓိကကတော့ဒါကြီးတွေးထွက်တဲ့ယူတွေနဲ့တွေးပြစရာတွေပါလို့ပေါ့နော်ပြီးကြတော့ဒီ game ကSilent Hill game နေနဲ့ပထမဆုံး PG18 game ပေါ့နော်တော်တော်လေးကိုအကြောက်ဖို့ကောင်းတယ်အဲ့တော့ပြောချင်တာကတော့ဒီ Silent Hill game တွေကတော့လက်ရှိဒီ Silent Hill ပြီးခဲ့တဲ့ game တွေတော့မဟုတ်ဘူးခုလက်ရှိဒီ Silent Hill app ကြောင်းကတော့ကျွန်တော်ထိထားလောက်ကတော့ထိလောက်ပါပဲ
နောက်ထပ်ဒီ Silent Hill game နဲ့ပတ်သက်တဲ့ဟာကိုတော့ကျွန်တော်လည်းတင်ပြပါမယ်။ဘာလို့ပြောမယ်ဆိုရင်တော့အခုဒါ Silent Hill app အကြောင်းပြောဖြစ်တော့ဒီ shake ပြီးခဲ့တဲ့ထွက်ခဲ့တဲ့များ Silent Hill game အကြောင်းတွေကိုလည်းကျွန်တော်တက်ဗီဒီယိုလုပ်ပေးပါမှာဖြစ်ပါတယ်။အဲ့တော့အခုလက်ရှိကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ကျွန်တော်ကြည့်ရတဲ့လူတွေညီကိုတို့ brother တို့အဆင်ပြေဆိုရင်ပေါ့နော်ကြည့်ရတဲ့လူတွေအဆင်ပြေဆိုရင်တော့ဒီကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်ပေးပါပြီးတော့ကျွန်တော် YouTube channel ထောင်ထားပါတယ် YouTube channel လေးကိုလည်း subscribe လုပ်ပါပေးကြပါကျေးဇူးများတင်ပါတယ်シュウ君嘘ついてるよね騙せてると思うひなこをひなこはね死んだんだよひなこはお友達といつまでも一緒にいたい。お友達は永遠じゃないのよ。彼らだっていつか必ずあなたを裏切る。あなたが裏切り者と呼ばれたように。ひなこあ、ごめん。何？天秤にかける価値があるかどうかしっかりと判断しなさい。いつまでここにいる気なの？自分でもおかしいと思うの。自分で自分がわからない感じ。自分の気持ちが自分で理解できない。私かお前の夢の中ってことはないよな。ひなこ、もう時間がないのよ。あなたが生かされたということはここにいたってもまだ迷いがあるということなのね。あなたがそれに悩める時間はもう尽きかけている。あなたは誰なの？さっきからなんで何もわからないふりをしているの？私はね、あんたをすぐに殺すこともできたんだよ。全部奪ったな。全部私から奪ったな。それではお別れを。あなたが幸せをつかんでくれることを願っています。